وحده والصلاة والسلام على من لا نبي بعده أما بعد السلام الله عليكم ورحمة الله وبركاته ကျွန်တော်တို့ဟာဥပုသ်ဆောင်တာနဲ့ပတ်သက်ပြီးတော့ရမဒန်လမှာရှိတဲ့မေးခွန်းလုပ်နေတာပါကျွန်တော်တို့ဗာပြောနေတာလဲဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ဟာတဲ့ခရီးထွက်ကြတယ်ရမဒန်လမှာတဲ့အဲ့တော့ဘာလို့လုပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဥပုသ်ဆောင်ရမလားဥပုသ်မဆောင်ရဘူးလားဆိုပြီးတော့မေးခွန်းကိုကျွန်တော်ကြည့်ကြရအောင်ဘာဖြစ်လို့လဲဆိုတော့ကုရ်အာန်al-Kareem မှာအလ္လာဟ် Azza wa Jalla ပြောတယ်ဝမန်ကာနမင်ကုမ်မရီဒန်အဝလာဆဖရင်ဖအဒတုမ်မင်အယာမင်အခရယူရီဒူလာဟူဘီကုမုလ်ယူစရ်ဝလာယူရီဒူဘီကုမုလ်ဥစရ်ကဲလို့နေမကောင်းဘူးဒါမှမဟုတ်ခရီးသွားတယ်ဆိုလို့ရှိရင်ဥပုသ်မဆောင်မဲနဲ့အဲ့ဒီပြတ်တဲ့ရက်တွေကိုအစာပြန်ထိုးပါဆိုပြီးတော့ကုရ်အာန်ကရီးမှာပြောထားတယ်အလ္လာဟ် Azza wa Jal ကလွယ်ကူမှုကိုပဲလွယ်လာတယ်အလ္လာဟ် Azza wa Jal ကခက်ခဲမှုကိုမလိုလားဘူးဆိုပြီးတော့ဒီအာယတ်ကမိန့်ကြားထားတယ်တာဝကကြီးတစ်ပါးဖြစ်တဲ့ Ibn Amir al-Aslami radiyallahu ta'ala anhu arda ကဆလဝတ်တုလ္လာဟီဝဆလာမူရှိကိုလာပြီးတော့မေးတယ်ယာရဆူလလာဒါကဆဟီဘူခါရီမွတ်စလင်မှာပါတဲ့မုတ္တဖကွန်အလိုင်ဟာဒီသ်ဖြစ်တယ်ကျွန်တော်အနေနဲ့ကျွန်တော်ခရီးသွားတဲ့အခါကျရင်ဥပုသ်စောင့်ရမလားဆိုတော့ရဆူလလာဆလ္လာလဟ်အလိုင်းဝါဆလမ်တည်တယ်ဒီပုဂ္ဂိုလ်ကအမြဲတမ်းဥပုသ်စောင့်လေရှိတယ်မပြတ်ဘူးဥပုသ်လာမဟုတ်ဘူးဆိုရင်လည်း73 74 15ဥပုသ်စောင့်တယ်တနင်္လာဂျာရာဘရီကိုလည်းဥပုသ်စောင့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆူလာတို့ကြည့်ပြီးတော့ပြောလဲဆိုတော့ဟုတ်ပြီတဲ့မင်းအနေနဲ့ကွာတဲ့ဥပုသ်စောင့်ခြင်းနဲ့စောင့်နဲ့မစောင့်ခြင်းလည်းကိစ္စမရှိဘူးတဲ့မစောင့်ခြင်းလည်းမင်းတဘောတဲ့ဆိုတော့ရဆူလလာဆလ္လာလဟ်အလိုင်းဝါဆလမ်တို့ပြောလဲမင်းတဘောတဲ့မင်းနိုင်ရင်စောင့်တဲ့မနိုင်လို့ရှိရင်ဖြတ်လိုက်တဲ့ဆိုတော့ဒါတစ်ခုတခါအနတ်အစ်ဘ်မာလစ်radiyallahu ta'ala anhu arda ဘာပြောလဲဆိုတော့ကျွန်တော်ဟာတဲ့ရဆူလလာဆလ္လာလဟူအလိုင်ဝါဆလမ်နဲ့အတူတူခရီးသွားပါတယ်တဲ့ရမဒန်လမှာတဲ့ဥပုသ်ဆောင်နေတဲ့လူကိုလေရဆူလလာဆလ္လာလဟ်အလိုင်ဝါဆလမ်ကဟေးမဆောင်ကြနဲ့ဟေးလို့မပြောတယ်လို့ပဲဥပုသ်မဆောင်တဲ့လူကိုလေဟာမင်းတို့ဘာဖြစ်လို့ဥပုသ်မဆောင်တာလဲလို့မပြောဘူးတဲ့နိုင်တဲ့လူတွေကိုဥပုသ်ဆောင်ခိုင်းတယ်တဲ့မနိုင်တဲ့လူတွေကိုဥပုသ်ဖြတ်ခိုင်းတယ်တဲ့ကိုယ့်ပေါ်မှာမူတည်တယ်ကိုယ့်ကိုဆုံးဖြတ်ပါခမရခရီးသွားလို့အဖြစ်ပင်ပန်းသွားတယ်မနိုင်တော့ဘူးဆိုရင်ဥပုသ်ကိုဖြတ်လို့ရတယ်ဥပုသ်မဆောင်မနဲ့ပြန်ပြီးအစားထိုးလို့ရတယ်အကယ်လို့ဥပုသ်ဆောင်တာကအခုခေတ်မှာခရီးသွားတာဒီလောက်မခက်ခဲဘူးဆိုလို့ရှိရင်နိုင်နေဆိုလို့ရှိရင်ဥပုသ်ဆောင်လိုက်တာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကအကျွေးဖြစ်သွားမယ်အကျွေးမရှိတော့ဟုတ်တယ်မလားဒါတခုဆိုတော့ဒီနေရာမှာဒါဆိုရင်ကျွန်တော်တဘောပေါက်ပြီးဖြစ်ပါတယ်ဒါပေမဲ့အဓိကပါလဲဆိုရင်ခုနကျွန်တော်ပြောသလိုယူရီဒူလာဟူဘီကုမုလ်ယူစရ်အလ္လာဟ် Azza wa Jal ကကျွန်တော်တို့အတွက်ကိုလွယ်ကူမှုကိုလိုလားတယ်ဝလာယူရီဒူဘီကုမုလ်ဥစရ်ခက်ခဲမှုကိုမလိုလားဘူးကျွန်တော်တို့အခက်ခဲဖြစ်တယ်ခရီးသွားမယ်ဆိုလို့ရှိရင်အခက်ခဲဖြစ်တယ်ဆိုရင်ဥပုသ်မဆောင်ပါနဲ့လွယ်လွယ်ကူကူနဲ့အခက်ခဲမဖြစ်ဘူးဆိုရင်စောင့်လိုက်ပါဟာလာဝဆလ္လာဟူအလာဆယဒီနာဝနဘီယနာဝဟဘီဘနာမုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဝမန်ဝါလာ سبحانك اللهم وبحمدك واشهد ان لا اله الا انت استغفرك واتوب اليك